ဒီကောင်ကျွန်တော်သဘောကျတယ်ဒါပေမဲ့ကျွန်တော်ဒီပုံထဲမှာကျွန်တော်အလင်းကိုသဘောမကျဘူးကျွန်တော်ယူခဲ့တဲ့အလင်းကကျွန်တော်ဒီမှာအပြည့်ကမပါဘူးပေါ့နော်သူထိုးတဲ့အလင်းကဒီတိုင်းမှာထိုးနေတာဒီဟုတ်တာကျွန်တော်ဒီအရှိတက်တက်ကနေပြီးထိုးမှဆိုရင်တော့ဒီပုံလေးကမစိုးဘူးအဲ့တော့ကျွန်တော်ဒီပုံတော့ဖြတ်မယ်ဘာလို့အလင်းမကြိုက်ဘူးဒီမှာအလင်းကကျွန်တော်ဒီမှာဒီနေရာတွေမှာသွားများနေတယ်ဒီအလင်းတွေကဒီတစ်ပင်နေရာတွေမှာသွားများနေတယ်အမှန်ကတော့ကျွန်တော်ထားခြင်းနဲ့ပြခြင်းနဲ့ subject ကိုအလင်းဒီလိုပုံစံကြာမှာပေါ့နော်အဲ့တော့မလိုချင်တဲ့နေရာမှာအလင်းတွေကြာနေတဲ့အတွက်ကျွန်တော်ဒီပုံလည်းဖြတ်မယ်ဒီကတော့ကျွန်တော်ဒါအငယ်ပြောင်းလိုက်တာပေါ့ခုနကကျွန်တော်နေရာပြောင်းပြီးရိုက်ခဲ့လိုက်တာကျွန်တော်ပြခြင်းနဲ့ subject ကိုအလင်းကတိုက်ရိုက်ထိုးနေတဲ့အတွက်မဆိုးဘူးဒါတော့မှဒီမှာဒီနေရာတွေမှာနည်းနည်းလေးကျွန်တော်အလင်းတွေများနေတယ်ပေါ့နော်ပုံပြတဲ့နေရာမှာဒီမှာဒီနေရာတွေအလင်းတွေတက်ပင်နေရာတွေအလင်းတွေများနေတယ်အဲ့တော့ဒီအောင်လည်းဖြတ်မယ်ဟုတ်ကျွန်တော်ဒီနေရာကိုအလင်းလိုချင်တာပေါ့နော်အမှန်ကတော့ကျွန်တော်ဒီနေရာတွေကိုလည်းကျွန်တော်အလင်းဒီ edit ထဲမှာကျွန်တော် edit တွေလည်းလိုရတာရှိတယ်အဲ့တော့ဒီနေရာလည်းမှိန်တင်တယ်ဒီပုံလည်းကျွန်တော်ဖြတ်မယ်ဒီပုံလေးတော့ကျွန်တော်သဘောကျတယ်ဘာလို့ကျွန်တော်အလင်းကိုကျွန်တော်အခက်ကြိုက်ထားတာပေါ့နော်စัจ ပဲကြိုက်ထားတာစัจ ပဲကြိုက်ထားတော့မှကျွန်တော်ဒါလေးကဈေးတန်းလေးပေါ့နော်ဈေးတန်းဟိုမှာတကယ်တော့လေဈေးတန်းကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ဈေးကဖွင့်မနေဘူးဗျာဒီလားဈေးလေးဖွင့်နေမယ်ဆိုရင်ဒီဈေးဖွင့်တဲ့ပုံလေးပါမယ်ကျွန်တော်ပုံကပုံပြီးပြေဆုံးသွားအခုကဈေးကပိတ်နေတာဒီကွင်းမြင်ထဲမှာပေါ့နော်ကြိုက်ဘူးဖြတ်မယ်စာကလေးအိမ်လေးကိုကျွန်တော်ထင်းထင်းလေးပေါ်နေလို့ဒါပေမဲ့ကျွန်တော်ဒီပုံလေးဖြတ်မယ်ဒီပုံလေးတော့ဇိုးဘူးဒီပုံကကျွန်တော် background တက်ပေါ့နော်ပင်လေးရှိမယ်ပင်လေးပါမယ်ပြီးဒီနေရာလေးလည်းမိတ်နေတယ်ပေါ့နော်ပြီးတော့ကျွန်တော်ပြချင်တဲ့ background သိမမိုက်ဒီကောင် background နေရာမှာလည်းကျွန်တော်ပြချင်တဲ့ subject နေရာမှာလည်းအလင်းကပြပြဝါလေးထိုးပေးနေတယ်ဆိုတော့ဒီပုံလေးတော့ကျွန်တော်ကြိုက်တယ်ပြီးတော့နောက်တစ်ခုဒီဟာကကျွန်တော် framing ပုံလေးကိုထည့်ထားတာဒီဟာကလည်းကျွန်တော်နောက်က background ကိုတိတ်လှမနေဘူးနော်ဒီပုံလည်းကျွန်တော်ဖြတ်မယ်ကျွန်တော်ဒီပုံလေးတော့ကြိုက်တယ်ဘာလို့လဲကျွန်တော် framing ပုံထဲမှာကျွန်တော်ပြချင်တဲ့ subject ကဒီမီးပြားတိုင်းပြီးရင်ကျွန်တော်ဒီလူလဲပါသွားတယ်အဲ့တော့ပြည့်စုံသွားတယ်ပေါ့နော် frame ကန်းကျင်မှာလူတယောက်လမ်းလေးလျှောက်ပြီးတော့ကျွန်တော်ပြချင်တဲ့ subject နှစ်ခုပါတယ်ပေါ့နော်အရင် subject နဲ့ပါဆိုဒီပုံလေးတော့ကျွန်တော်သဘောကျတယ်ပြီးတော့ဒီပုံကကျွန်တော်မကြိုက်ဘူးပေါ့နော်ဘာမှကြိုက်လဲဆိုတော့ကျွန်တော် shutter speed ဟိုကျွန်တော်ချဖို့အတွက်လိုသွားခဲ့တယ်ပေါ့နော်လိုသွားတယ်ဆိုတော့ရေတကုံမှာပါတဲ့ရေတွေကအမှန်ကန်ဆိုအဲ့လိုဖြစ်မနေရဘူးကျွန်တော်ဒီ shutter speed ကိုကျွန်တော်